ဒီကောင်းစဉ်လေးကတော့ဆရာတို့ကနော်2024မှာလည်းမေးခဲ့တယ်2025မှာလည်းမေးခဲ့တယ်24တော့လက်ပွတ်တာမှာ25ကျတော့ပုတ်ပြင်းမှာပေါ့နော်အဲ့လိုခရိုင်နေမှာမေးခဲ့တဲ့မေးခွန်းလေးတစ်ပုဒ်ဖြစ်ပါတယ်ခေါင်းစဉ်လေးကပျော်ရွှင်သောနေ့တစ်နေ့လို့ပြောပါတယ်ဟုတ်ပြီပျော်ရွှင်တဲ့နေ့လို့ပါပါတယ်နေ့ဆိုတော့ဆရာတို့နော်ကျွန်တော်တို့လူသားများသည်နေ့ရက်ပေါင်းများစွာကိုဖြတ်တန်းခဲ့ကြရပါသည်ထိုနေ့ရက်များတဲ့တွင်ပျော်ရွှင်သောနေ့များကိုလည်းကြုံတွေ့ရပါသည်ဝမ်းနည်းဖွယ်ရာကောင်းသောနေ့များကိုလည်းကြုံတွေ့ရပါသည်ဒါဆိုလူသားတွေဆိုတာကပျော်တဲ့နေ့နဲ့ဝမ်းနည်းတဲ့နေ့နဲ့ဘယ်နေ့ကိုပို့ပြီးလိုချင်ကြတယ်လို့ထင်လဲဒါတို့သမီးတို့ပြောတဲ့နေပါဆရာပျော်တဲ့နေ့လူတိုင်းသည်ပျော်ရွှင်ရသောနေ့ရက်များစွာကိုမျှော်လင့်ခဲ့ကြရပါသည်ကျွန်ုပ်ဒီလည်းပဲပျော်ရွှင်စရာကောင်းသောနေ့ရက်များစွာကိုကြုံတွေ့ခဲ့ရဦးပါသည်ထိုနေ့ရက်များထဲမှာအပျော်ဆုံးနေ့တစ်နေ့ကိုပြောပါဆိုရင်အပျော်ဆုံးနေ့တစ်နေ့မှာဒီလိုမျိုးတွေလည်းပြောလို့ရတာပဲကြိုက်တဲ့ပုံစံနဲ့ရေးလို့ရတယ်နော်ကျွန်တော်တို့ဒီနေ့စဉ်ဘဝတွင်ရုန်းကန်လှုပ်ရှားနေကြရပါသည်ပျော်ရွှင်စရာကောင်းသောနေ့ရက်များလည်းရှိပါသည်ဝမ်းနည်းစရာကောင်းသောနေ့ရက်များလည်းရှိပါသည်နော်အဲ့တော့ပျော်ရွှင်စရာကောင်းသောနေ့ရက်များစွာကိုကျွန်ုပ်ကြုံတွေ့ခဲ့မှုပါသည်ထိုထဲမှာယနေ့အချိန်ထိအမှတ်ရနေသောနေ့တစ်နေ့ကိုပြောပါဆိုလျင်ဘယ်နေ့လေးပေါ့ထိုနေ့ဒီကျွန်ုပ်ဘဝတွင်အပျော်ဆုံးနေ့တစ်နေ့ဖြစ်တယ်ဆိုတဲ့အကြောင်းလေးနဲ့သွားရမှာဖြစ်ပါတယ်အဲ့တော့အဓိကကသားတို့သမီးတို့ကဏိဒန်းကတော့ကြိုက်တဲ့ပုံစံနဲ့ပြောရတယ်ကိစ္စမရှိဘူးဒါဆိုရင်ဆရာတို့ကဘယ်နေ့ကိုရွေးကြမှာလဲဘယ်လိုအကြောင်းအရာမျိုးကိုရွေးကြမှာလဲပျော်ရွှင်စရာကောင်းတဲ့နေ့ကဘယ်လိုနေ့အဲ့တော့အများအားဖြင့်တော့တချို့ကဘယ်လိုရက်ကိုရွေးမယ်လို့စိတ်ကူးလဲဒီထဲမှာတရားလောက်ပြောကြည့်ပါတောင်ပေးမွေးနေ့မွေးနေ့ကိုရွေးကြမယ်ဟုတ်ပြီပြီးတော့တောင်ပေးရသူရတောင်ပေးရသွားရတဲ့နေ့ဟုတ်ပြီခေါင်းစဉ်ကိုပြန်ချုပ်မယ်ခေါင်းစဉ်ကပျော်ရွှင်သောနေ့များလို့ပြောတာလားပျော်ရွှင်သောနေ့တစ်နေ့လို့ပြောတာလားပျော်ရွှင်သောနေ့တစ်နေ့နေ့တစ်နေ့နေ့တစ်နေ့လို့ပါတဲ့အတွက်ကြောင့်မလို့အဲ့ဒီနေ့တစ်နေ့ကဟုတ်တယ်အဲ့တော့အဲ့ဒီနေ့တစ်နေ့ကဖြစ်ရက်တော့ပါရမယ်ဟုတ်တယ်ဖြစ်ရက်ပါရမယ်ဖြစ်ရက်မပါဘဲနဲ့ဥပမာပေါ့နွေရာသီကျောင်းပိတ်ရက်လို့ပြောရင်နွေရာသီကျောင်းပိတ်ရက်တွေကအများကြီးရှိတာဆိုတော့အဲ့ဒီထဲကမှကျောင်းပိတ်ရက်တရက်အဲ့ကျောင်းပိတ်ရက်တရက်ထဲမှာတော့မှဒါတို့မျိုးအဲ့ဒီနေ့မှာလှုပ်ရှားမှုတွေလှုပ်ဆောင်မှုတွေပါမှရမှာဒါဆိုခရီးသွားတာရေးလို့ရမယ်ငွေနေ့ရေးလို့ရမယ်အလူပြူတာရေးလို့ရမယ်ဒါမျိုးတွေပေါ့ဒါတို့သမီးတို့ရဆရာဘနားလဲလားပြည့်စုံပါဆရာ10နှစ်ပြည့်မွေးနေ့ဆိုပြည့်စုံတာပေါ့နော်ကဲဟုတ်ပြီအဲ့တော့ဒါလို့ဆရာတို့အပျော်ဆုံးနေ့တစ်နေ့ဆိုတာအပိုက်လေးပြီးသွားရောပျော်ရွှင်ခဲ့ရသည့်ပုံလို့ပြောထားပါတယ်ပျော်ရွှင်ခဲ့ရတဲ့အကြောင်းရင်းလို့ပြောထားပါတယ်မိမိရဲ့ပျော်ရွှင်မှုခံစားချက်လို့ပြောထားပါတယ်အဲ့တော့အကြောင်းအရာတွေကနည်းနည်းလေးထပ်နေတယ်လို့စိတ်ထဲမှာခံစားရတယ်ပေါ့နော်ကဲဒါဆိုပျော်ရွှင်ခဲ့ရသည့်ပုံဆိုတော့အရင်ဆုံးမွေးနေ့ကိုရွေးမယ်ဆိုတဲ့သူတွေကနော်ကျွန်တော်ဒီမွေးနေ့များစွာကိုပြုလုပ်ခဲ့မှုပါသည်ထိုထဲမှာငါ8နှစ်ပြည့်မွေးနေ့ကပြောတာလား9နှစ်ပြည့်မွေးနေ့ကပြောတာလား10နှစ်ပြည့်မွေးနေ့ကပြောတာလားနော်အဘဲကြောင့်ဆိုတော့မွေးနေ့တွေအများကြီးထဲမှာအဲ့ဒီမွေးနေ့လေးပြောတယ်ဆိုတော့အဲ့ဒီမွေးနေ့ကခါတိုင်းမွေးနေ့တွေနဲ့မတူဘဲနဲ့ထူးခြားတယ်ပေါ့ဘာကြောင့်ထူးခြားတာလဲပေပေတို့မေမေတို့ကသားတို့သမီးတို့ကိုဘယ်လိုလုပ်ပေးလို့ထူးခြားတာလဲဒါမှမဟုတ်ရင်အဲ့ဒီနေ့လေးကကိုယ့်ရဲ့မွေးနေ့မွေးရက်နဲ့ထပ်တူကြလို့ထူးခြားတာလားပျော်ရတာလားဒါမျိုးလေးနဲ့သားတို့သမီးတို့ကဒုတိယစာပိုက်လေးကိုရေးပေးရမှာဖြစ်ပါတယ်ပျော်ရွှင်ခဲ့ရတဲ့အကြောင်းရင်းဆိုတော့အဲ့မွေးနေ့ပွဲမှာသားတို့သမီးတို့ရဲ့လှုပ်ရှားခဲ့ရတဲ့အကြောင်းအရာတွေကိုရေးလို့ရပါတယ်ကျွန်တော်ဒီမွေးနေ့ပွဲကိုဘယ်ချိန်မှာစတင်ကျင်းပတယ်ဘယ်သူတွေကိုဖိတ်ကြားခဲ့တယ်ဘယ်သူတွေကလာခဲ့တယ်တငယ်ချင်းတွေနဲ့အတူတူမွေးနေ့ပွဲမစခင်မှာကစားတယ်ဆိုတဲ့အကြောင်းတွေမွေးနေ့ချိန်ကိုရောက်လာတဲ့အခါမှာမွေးနေ့ကိတ်ကိုနော်ဆရာတို့ကခွဲတယ်ကိတ်မခွဲခင်မှာမွေးနေ့သချင်းကိုတန်ပြိုင်တီးဆိုကြတယ်တချင်းဆုံးသွားတဲ့အခါမှာအားလုံးကလက်ခုပ်တီးကြတယ်ဖျောင်းနိုင်တွေကိုမှုတ်လိုက်ပြီးတော့မှကျွန်တော်ဒီမွေးနေ့ကိတ်ကိုခွဲပြီးတော့ချစ်ရတဲ့ဖေဖေနဲ့မေမေကိုခွန့်ကျွေးတယ်ထို့နောက်တငယ်ချင်းတွေကိုအလှည့်ကျခွန့်ကျွေးခဲ့တယ်ဒါမျိုးလေးတွေရေးရမှာပေါ့အဲ့ဒါပျော်ရွှင်ရတဲ့အကြောင်းရင်းတွေနောက်ပျော်ရွှင်မှုခံစားချက်ဆိုတော့အဲ့ဒီမွေးနေ့မှာပျော်ရွှင်ရတဲ့ခံစားချက်ဒီနော်ကျွန်တော်အတွက်မေးမရနိုင်ပါအဘဲကြောင့်ဆိုတော့မွေးနေ့ကိုလာပြီးဆိုကြတဲ့ကိုကသားတို့သမီးတို့ဘာဖြစ်လို့လာကြရလဲသားတို့သမီးတို့တငယ်ချင်းတွေကချစ်လို့ခင်လို့လာကြတာကိုယ့်ကိုတန်ဖိုးထားလို့လာကြတာအဲ့တော့မွေးနေ့ပွဲကျင်းပတော့အခါကျွန်တော်ဒီမွေးနေ့ပွဲကိုတက်ရောက်ချီးမြှင့်ပေးကြသူများသည်လာရောက်ကြသူများသည်ကျွန်တော်ကိုချစ်မြတ်နိုးကြသူများဖြစ်သည်ကိုကျွန်တော်ထင်ပါသည်ထို့ကြောင့်လည်းကျွန်တော်ပျော်ရွှင်ရပါသည်ကျွန်တော်ဖိတ်ကြားထားတဲ့သူတိုင်းကမွေးနေ့ပွဲကိုတက်ရောက်တဲ့အတွက်ပျော်ရွှင်တယ်ပေါ့ပြီးမွေးနေ့ပွဲမှာထူးထူးခြားခြားလက်ဆောင်တွေပေးကြတယ်ပေါ့အဲ့ဒီလက်ဆောင်တွေထဲမှာမှသားတို့သမီးတို့အတွက်အမှတ်တရဖြစ်ဆုံးလက်ဆောင်ကဘယ်လိုလက်ဆောင်မျိုးလေးဖြစ်မလဲဘယ်သူကပေးခဲ့တာလဲဆိုတဲ့ခန်းစားချက်ဒါလေးကအဲ့ဒီစာပိုက်မှာရေးပေးပါမယ်နောက်ဆုံးပိတ်ကျတော့ဏီကုန်းချုပ်မယ်ဏီကုန်းချုပ်မယ်ဆိုတော့ကျွန်တော်ဤ10နှစ်ပြည့်မွေးနေ့ဒီကျွန်တော်ဘဝတွင်အလွန်ပျော်ရွှင်ရသောနေ့တစ်နေ့ဖြစ်ပါသည်အဲ့ဒီနေ့မှာ
မိဘတွေရဲ့ကျေးဇူးတရားတွေကိုလည်းသိမြင်လာတယ်ဒါကြောင့်သားတို့သမီးတို့ကမွေးနေ့မှာကုသိုလ်ကောင်းမှုတွေပြုလုပ်တယ်ဖေဖေနဲ့မေမေကိုလည်းကြော့ခဲ့တယ်တငယ်ချင်းတွေကိုလည်းအလွန်ကျေးဇူးတင်မိတယ်ထို့ကြောင့်ကျွန်တော်ဒီမွေးနေ့ပွဲကိုဘဝတွင်ညီတိခါများမေ့ရနိုင်မှာမဟုတ်တော့ဘူး10နှစ်ပြည့်မွေးနေ့ပွဲသည်ကျွန်တော်ဘဝတွင်အပျော်ရွှင်ရဆုံးနေ့တစ်နေ့အဖြစ်ထာဝရမှတ်တမ်းတင်သွားခံရတော့မည်ဖြစ်ပါသည်ဆိုတဲ့ပုံစံမျိုးလေးနဲ့နှီးကုန်းချုပ်ပေးရပါတယ်အဲ့မှာမှဆရာကြီးကျွန်တော်တို့ကမွေးနေ့ကိုမရေးချင်ဘူးခရီးသွားတဲ့အကြောင်းတွေကိုရေးချင်တယ်ရတာပဲခရီးသွားတယ်ဆိုတဲ့နေရာမှာမိသားစုနဲ့သွားတာလားကျောင်းကနေပြီးတော့မှလေးလာရေးခီးထွက်တာလားတရိษံဥယျာဉ်ကိုသွားတာလားသွားတဲ့လမ်းခီးတစ်လျှောက်မှာပျော်ခဲ့ရတဲ့အကြောင်းတွေအဓိကစာကြောင်းတိုင်းကိုကြည့်တဲ့အခါမှာပျော်တယ်ဆိုတာကိုပဲပြောထားတယ်ဘာဟုတုတ္တတွေပါညာတွေပါလားသားတို့သမီးတို့မပါဘူးအဲ့တော့သားတို့သမီးတို့ပျော်တယ်ဆိုတဲ့ခံစားချက်ရအောင်ပဲသားတို့သမီးတို့ရေးပေးရမှာဖြစ်ပါတယ်အဲ့တော့သွားတယ်ဆိုတဲ့နေရာမှာလဲရိုးရိုးခရီးထက်စာရင်နော်ပျော်စရာကောင်းတဲ့နေရာတွေပေါ့ပန်းချံလိုကစားကွင်းလိုအဲ့လိုနေရာမျိုးတွေကိုသွားတဲ့ခရီးစဉ်တွေကိုရေးပေးစေချင်ပါတယ်ဆရာပြောတာနားလည်ပါသလားသားတို့သမီးတို့နားပါတယ်ဆရာ နားလည်ပါတယ်နားလည်ပါတယ်အဲ့တော့ဆရာတို့ကစာပိုက်လေးတွေခွဲကြမယ်လို့ပြောတော့ဆရာတို့ကပျော်ရွှင်ခဲ့ရတဲ့နေ့နဲ့ပျော်ဆုံးနေ့တစ်နေ့ဆိုတာလေးကပထမစာပိုက်ဖြစ်သွားမယ်ဒီဟာလေးကဒုတိယစာပိုက်ဒါလေးကတတိယစာပိုက်ဒါလေးကစတုထစာပိုက်နဲ့နောက်ဆုံးပိုက်ကဏိကုံးချုပ်ကပစ္စမစာပိုက်ဆိုအလုံးပေါင်းစာပိုက်ဒီ9ပိုက်ရှိသွားပါလိမ့်မယ်ရပါမလားသားတို့သမီးတို့ရပါတယ်ဆရာရတယ်เนาะအဲ့တော့ဒီလိုပုံစံမျိုးနဲ့ပဲနောက်ထပ်ပျော်ရွှင်ခဲ့သောနေ့အကြောင်းဆိုပြီးတော့မှနောက်ထပ်ပုံချမ်းမတူတာလေးရှိသေးတယ်ဟောသူကပျော်ရွှင်ခဲ့တဲ့နေ့အကြောင်းဟောပျော်ရွှင်ခဲ့ရတဲ့အကြောင်းရင်းဟောအကြောင်းရင်းဆိုမှတော့ဒါမွေးနေ့ပေါ့မွေးနေ့တွေရှိတယ်ဒီမွေးနေ့ကဘာကြောင့်ပြောတယ်ဟာပျော်ခဲ့ရတဲ့အဖြစ်အပျက်တွေပတ်ဝန်းကျင်အခြေအနေလို့ပြောတော့အဲ့ဒီပတ်ဝန်းကျင်အခြေအနေဆိုတာဒါတို့သမီးတို့အဲ့နေ့မှာကျင်းပတဲ့အကြောင်းအရာတွေအားလုံးရေးခိုင်းတာပဲပုံချမ်းကတော့မတူဘူးဒါပေမဲ့လည်းရေးရမယ့်အကြောင်းအရာတွေကတော့တူပါတယ်။နောက်မိမိပျော်ရွှင်မှုကိုမျှဝေခဲ့ပုံဆိုတော့ဒါတို့သမီးတို့ရဲ့အပျော်တွေကတက်ရောက်တဲ့လူတိုင်းပေါ်မှာကူးဆက်သွားပါတယ်။ကျွန်တော်ရဲ့မွေးနေ့ဝဲကိုတက်ရောက်တဲ့သူတိုင်းကပျော်ရွှင်နေကြတယ်။ကျွန်တော်နဲ့ကိုစားထပ်တူဝမ်းသာပေးကြတယ်။ဟာအဲ့မှာဖေဖေနဲ့မေမေကဒါတို့သမီးတို့ surprise လက်ဆောင်လေးပေးတဲ့အခါမှာအားလုံးကလည်းဝမ်းသာပီတိဖြစ်ပြီးတော့မှလက်ခုပ်တွေတီးကြတယ်။ကျွန်တော်ရဲ့ပျော်ရွှင်မှုကိုကျွန်တော်ကိုယ်တိုင်သာမကတက်ရောက်လာတဲ့သူတွေပါမျှဝေခံစားခွင့်ရခဲ့ကြတယ်ဆိုတဲ့အကြောင်းမျိုးတွေနဲ့ရေးပြီးတော့မှဒီကုန်းချုပ်လဲရပါတယ်အဲ့တော့စာရေးစာအုပ်တစ်ပုဒ်ကိုရေးတော့မယ်ဆိုတော့တို့သမီးကကိုယ်စိတ်ကူးထဲမှာရှိတဲ့အကြောင်းအရာတွေကိုချရေးတာထက်စာရင်ပုံချမ်းလေးကိုကြည့်ပုံချမ်းကဘာကိုတောင်းဆိုတာလဲပုံချမ်းကတောင်းဆိုတဲ့အတိုင်းကွက်တိဝင်အောင်တို့သမီးတို့ရေးပေးနိုင်ရမှာဖြစ်ပါတယ်အားလုံးရမလားတို့သမီးတို့ရေရပါတယ်ဆရာ